မိဘတွေအိမ်မှာရှိလို့ရှိရင်အဲ့ဒီသားသမီးတွေကဒီမိဘတွေအပေါ်မှာယိုသေးတယ်ပူဇော်တယ်ဒီလိုမျိုးလုပ်တဲ့အခါအဲ့ဒီသားသမီးတွေနတ်ပြည်ရောက်ရတယ်တဲ့အဲ့တော့ကိုယ့်အိမ်မှာအမိဘတွေကိုပူဇော်တော့သားတွေသမီးတွေဟာအိမ်မှာပြန်မရှိတာနဲ့တူတယ်အိမ်မှာအမိဘတို့ကိုပူဇော်တဲ့သားတွေသမီးတို့ဟာသူတို့အိမ်မှာလက်ဦးဆရာရှိတာနဲ့လည်းတူတယ်တဲ့ကိုယ့်အိမ်မှာမိဘတွေကိုယိုသေးမှုပူဇော်မှုလုပ်တဲ့သားသမီးတွေဟာအိမ်မှာအိမ်ဦးနဲ့ရှိနေတာနဲ့တူတယ်အမိဘတွေရဲ့အပေါ်မှာပြုတဲ့ဝတ္တရားတွေခြေပြစွာပြုတဲ့သားသမီးတွေဟာအိမ်မှာအဝေးမှာဆောင်းလာသောအလူကိုအလူခံတိုက်တဲ့အလူခံပုဂ္ဂိုလ်မြတ်ရှိနေတာနဲ့တူတယ်ဘုရားရှင်ဟောထားတယ်ဗျမ္မာဆိုတာလဲမိဘရဲ့အမည်ပဲဘာကြောင့်လဲသားသမီးတွေအပေါ်မှာမေတ္တာစိတ်အပြည့်ရှိတယ်တနာစိတ်ကရုဏာစိတ်အပြည့်ရှိတယ်သားသမီးတွေအောင်မြင်ရင်ဝမ်းသာပေးတတ်တဲ့မုဒိတာအပြည့်ရှိတယ်အဲ့တော့သီးခံပေးတဲ့ဥပိ္ပခာစိတ်ရှိတယ်သားသမီးတွေအပေါ်မှာပြမစိုးတရားအပြည့်အဝကျင့်သုံးပေးပြီးတော့ကောင်းမြတ်တဲ့စိတ်ထားတဲ့မိဘတွေဟာဗျမ္မာနဲ့တူတယ်အိမ်မှာဗျမ္မာရှိနေတာနဲ့တူတယ်ပြီးတော့ကိုယ့်ကိုမကောင်းမြတ်တာကောင်းရာညွန်လက်ဆိုတဲ့အတိုင်းမကောင်းတာတွေကိုတားမြစ်ပေးတယ်ကောင်းတာတွေကိုညွန်ပြပေးပြီးတော့သင်ပြပေးတဲ့အတွက်ကြောင့်ကိုမွေးကလေးကပထမဦးဆုံးစပြီးတော့သင်ပေးတဲ့သူဖြစ်တဲ့အတွက်ကြောင့်လက်ဦးဆရာရှိတာနဲ့တူတယ်ပြီးတော့မိဘရှိရင်မင်္ဂလာရှိတယ်အိမ်ဦးကမှမိဘတွေထိုင်နေရင်ကိုအိမ်ကလုံနေတယ်လို့ပဲဒါကြောင့်အိမ်ဦးနဲ့တူတယ်ကိုယ့်အပေါ်မှာငငယ်ကလေးကိုကဘဝလက်နှလုံးပကုံးလက်နှစ်တဲ့အရွယ်ကလေးကိုကအဆဆအနစ်နာခံစောင့်ရှောက်ခဲ့တဲ့ဒီမိဘတွေကစိတ်စေတနာကိုယ့်အပေါ်မှာအင်မတန်စင်ကြယ်တဲ့အတွက်ကြောင့်မလို့သူတို့ကအလူခံတိုက်တဲ့ပုံကိုယ်တွေနဲ့လည်းတူတယ်ဒါကြောင့်ဒီမိဘတွေကိုသားသမီးတွေဟာသမင်းပြင်တော်၎င်းဟင်းပြင်တော်၎င်းပြုစုလုပ်ကျွေးတင်တယ်အဝတ်အစားပြင်တော်၎င်းအိယာနေရာပြင်တော်၎င်းပြုစုလုပ်ကျွေးတင်ပါတယ်တဲ့နောက်ရေချိုးပေးခြင်းနတ်သားလိန်ပေးခြင်းခြေဆေးပေးခြင်းဆိုတဲ့အထိဝေယဝိဆလုပ်ပေးတဲ့အဲ့ဒီလိုဝတ္တရားကိုသာသမီကလှုပ်ကိုလှုပ်ထိုက်တာမိဘသည်မိဘပီတ၍အဲ့ဒီလိုမေတ္တာကရုဏာမုဒိတာဥပေက္ခနဲ့ပြည့်စုံသောမိဘအိမ်မှာရှိတာမင်္ဂလာပါပဲဒီလိုမိဘမျိုးကိုလှုပ်ကြွေးတဲ့သာသမီတွေဟာကုသိုလ်ဓုကိုရတာအိမ်မှာကုသိုလ်တုတ်ကြီးရောက်နေတာတဲ့နေတိုင်းကုသိုလ်တွေကြီးပဲအလူခံပုဂ္ဂိုလ်ကောင်းပဲတဲ့ကြွေးပါမွေးပါစောင့်ရှောက်ပါအဲ့လိုသားသမီးမျိုးကိုပြစ္ဆုတ်ပံဘဝမှာလည်းပညာရှိတွေချီးကျူးကြပြီးတော့တမလွန်မှာနတ်ပြည်ရောက်ကြရတယ်တဲ့ဒါကြောင့်ဗျမ္မာနဲ့တူသောမိဘလက်ဦးဆရာနဲ့တူသောမိဘအိမ်ဦးနဲ့တူသောမိဘအလူခံပုဂ္ဂိုလ်ကောင်းနဲ့တူသောမိဘကိုစောင့်ရှောက်ပြုစုကြရင်ဖြင့်ကုသိုလ်ဆုလိုက်ကြပါလို့တိုက်တွန်းပါတယ်မိဘရှိသူများအချိန်မလွန်ခင်ကုသိုလ်ဆုနိုင်ကြပါစေအားလုံးအေးချမ်းကြပါစေကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးပဲ see you ပါ